ဒါလေးဝယ်ထားရပေါ့နော်မင်းကတွေ့ရတဲ့အတိုင်းပဲဒီအောက်မျက်ခွန်လေးမဲတယ်ပေါ့နော်အဲ့ဟာကိုတကယ်ပဲကနိုင်လားပြီးရင်ဒီ red net တွေပေါ့နော်တကယ်ပဲကနိုင်လားမကနိုင်လားစမ်းကြည့်ကြမယ်အရင်ဆုံးသူတို့ကဒီစိမ်းရောင်လေးอ่ะပေါ့နော်ဒီစိမ်းရောင်လေးอ่ะဒီအနေနေတဲ့နေရာလေးကိုကာလို့ပြောရပေါ့နော်ဝက်ချန်လေးနေနေတဲ့နေရာတွေကိုကာပေးရလို့ပြောရပေါ့နော်တခြားနည်းနည်းဖွေးလုံးလားရမမဲတာမဲနေလို့လားရမနေနဖိုးလေးတွေမှာဆန်လေးဖြစ်ချင်နေတော့နောက်လိုက်ပြီဒီညလေးရားနေပေါ့နော်အနီအောင်လေးကဒီမျက်ခွန်အောက်မှာတုံးကြရပေါ့နော်သူတို့များများမဲဒီမျက်ခွန်လေးမဲတာတက်တာရလို့ပြောတယ်ဖေးမေဟိုအိစားနေညာဝိုင်းလာမသိဘူးနော်ပြီးတော့ဒီဟာလေးက highlighter လို့ပြောရပေါ့နော်ဒီဟာ concealer ပေါ့ concealer ဆိုတော့ဒီတခြားခွေးနေတဲ့နေရာလေးဆွဲရတယ်အမျိုးလေးတင်လာပဲမင်းကတော့တာတိတ်မတုံးဘူးပေါ့နော်ဒီနေ့ဒီစီရမှာဒီကိုဒီကာလာကော်ရတာကိုရီးယားမှာနံပါတ်1လို့ပြောရပါတော့။ဒီနေ့လည်းအရင် review ပြီးတော့ရေမင်းနဲ့တုံးကြည့်မယ်ပေါ့နော်။ foundation လေးပါမယ်။အရင်လည်းကိတ်ကြီးမဖြစ်ဘူးပေါ့နော်။ဒါပေမဲ့ဒီ foundation မလေးကြီးမှာတစ်ထပ်ရှိနေသလိုခံစားရတယ်ပေါ့နော်။ What the hell အရာလေးနဲ့တက်မယ်နော်။ဒီမင်းကာလာကော်ရရှင်တဘွားလုံးလောက်တော့မယ်တဘွားလုံးညီဝမ်းတယ်လားဒီနေရာလေးတွေရယ်နှစ်ဖိုးလေးတွေရယ်โอเคကင်မရာလေးမှာပို့လာနေပြင်မလောက်တော့မဟုတ်လုံးဝအယောင်ရှယ်နော်ရှယ်ကိုထောက်ပါ03လေးမှာထားပါတယ်ဆန်းသုံးကြည့်ကြပါနော်။ဘုရားပဲကြိုက်တယ်